ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ကြော်မင်း channel လေးကနေအားလုံးကိုမင်္ဂလာပါလို့ဦးစွာပထမနှုတ်ခွန်းဆက်တိုက်လိုက်ပါတယ်ကဲဗီဒီယိုကြည့်ရှုနေတဲ့နော်အားလုံးသောကိုရီမတွေလည်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လိုအင်ဆန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဦးစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာကဲကိုမိုင်အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်အခုလာရောက်ပြီးတော့ညဝေပေးတဲ့ဗီဒီယိုဖိုင်လေးဟာကျွန်တော်တို့ခု24ရက်နော်4လ2026တောက်ကြနေ့အတွက်ဖြစ်ပါတယ်နော်တောက်ကြနေ့နော်အတွက်ဖြစ်ပါတယ်ကိုမိုင်အားလုံးပဲကဲကိုမိုင်အားလုံးပဲကျွန်တော်တို့ဒီညနေထွာကနေလေးနော်93ဆိုတော့လေကိုမိုင်တွေရကြလားစင်ပြေကြလားနော်အောက်ကြီးလေးတွေမန်းငယ်ပေးကြပါနော်ဒါ3မိုင်3ဘက်ဒီကိုကြိုက်လို့ကစားတဲ့ကိုမိုင်တွေပဲဖြစ်ဖြစ်နော်ဒါ38ဝန်းချင်းကို305ခွန်နဲ့တွဲပြီးကစားတဲ့ကိုမိုင်တွေပဲဖြစ်ဖြစ်နော်၄တိုင်း main ကွက်ကလေးတွေပဲတီးတန့်ကစားတဲ့ကိုမိုင်တွေပဲဖြစ်ဖြစ်အားသုံးကတော့အကုန်လုံးကတော့အဆင်ပြေနေပါပဲနော် main ကွက်ကလေးထိမိမိလေးပေါ့ဗျာနော်ကဲကိုမိုင်အားလုံးပဲနော်93မှာရလိုက်ကြတဲ့ကိုမိုင်တွေပေါက်ကြီးလေးတွေမန်းငယ်ပေးကြပါအောင်ဗျာနော်ကိုမိုင်တွေအဆင်ပြေကြတယ်ရကြတယ်ဆိုတော့လေဗျာကျွန်တော်လည်းဝမ်းသာတာပေါ့နော်ကျွန်တော်လည်းလာရောက်ပြီးတော့ညှောက်ဝေးပေးရတာကိုမိုင်တွေရကြတယ်ဆိုတော့ကျွန်တော်လည်းခွန်အားပြစ်တာပေါ့ဗျာနော်ကဲဘာပဲဖြစ်ဖြစ်ပါနော်ကိုမိုင်အားလုံးပဲကျွန်တော်ဘက်ကတော့ကျွန်တော်ကတော့အများတန်းကိုမိုင်တွေအတွက်တန်နိုင်တယ်လို့တော့စူးစမ်းပြီးတော့ညှောက်ဝေးပေးတာပါပဲနော်ကဲကိုမိုင်အားလုံးပဲနော်ကျွန်တော်တို့မနက်ကဆိုရင်လည်းဗျာနော်မွေးတစ်ခွန်နော်တစ်ခွန်ဒါကျွန်တော်ပြောပြီးသားမွေး2ကွက်နော်ဒါခွန်တစ်ကဲခွန်3ဝယ်2ကွက်မွေးရှယ်မွေးလို့လာလိမ့်မယ်လို့နော်ကျွန်တော်ပြောပြီးသားအဖွဲ့ဝင်တွေပါကြာရင်လိုက်ပြီးတော့မွေးဖို့တော့ပြောထားတာပဲဒါပေမဲ့မွေးပြီးတော့ကစားတယ်မှာကစားတွေကတော့ကံပေါ့ဗျာနော်ဒါပေမဲ့ကဏ္ဍတွေကတော့ထိမိမိလေးတော့ကြာလာခဲ့ပြီးတာပဲရကြမယ်လို့လည်းထင်ပါတယ်ဗျာနော်ဒီညနေ main ကွက်ကလေးမှာလည်းထိမိမိလေးတော့ရကြမှာပါနော်ကိုမိုင်အားလုံးပဲကဲဦးစွာပထမကိုမိုင်အားလုံးပဲဗီဒီယိုပိုင်းလေးကိုပြီးဆုံးအောင်တည်တည်ချာချာလေးကြည့်ရှုပေးပါလို့မြတ်တာရက်ခံပါတယ်ဗျာနော်ကိုမိုင်တွေအတွက်အကျိုးမြတ်ရှိမဲ့ဗီဒီယိုပိုင်းလေးလည်းဖြစ်လို့ပါနော်ကဲကိုမိုင်အားလုံးပဲဖွဲ့ဝင်ထားတဲ့ကိုမိုင်တွေကျွန်တော်ဖွဲ့ဝင်နော်ကြာသာပြီးတောက်ကြ2ရက်မှာကစားရမယ်နော်ကဲပေါက်အသီးနဲ့ main ကွက်ကလေးကိုကျွန်တော်ပေးထားတာနော်ဒါလေးကိုကျွန်တော်တို့တောက်ကြနေမှာလဲဆက်ပြီးတော့ကစားရပါမယ်နော်ဒီကျွန်တော်ထုတ်ပေးထားတဲ့ကဏ္ဍလေးတွေဒီဒါဒီ2ရက်အတွင်းမှာထိမိမိလေးဆင်းလာရမယ်ကဏ္ဍလေးပါနော်အဲ့အတွက်ကိုမိုင်တွေဖွဲ့ကြုံဝင်ထားတဲ့ကိုမိုင်တွေလည်းကျွန်တော်ပို့ပေးထားတဲ့လက်ဆောင်ကိုဆက်ပြီးတော့ကစားပါဖွဲ့ဝင်ခြင်းတဲ့ကိုမိုင်တွေရှင်းရင်လဲနော်လက်ဖွဲ့ဝင်ခြင်းလို့လက်တွဲခြင်းတဲ့ကိုမိုင်တွေရှင်းရင်လဲဖွဲ့ဝင်ခြင်းဝင်လို့ရပါတယ်နော်ဖွဲ့ဝင်ရင်ဘာရမလဲဆိုရင်တော့ဗျာနော်ရှေ့လာမဲ့ဘက်မှာ3ရက်အတွင်းကစားရမယ်ဇာတို့ပတိရဲ့ဘွေးကနန်းရမယ်ကဲဒါဂျာတာပင်းနေပြီးသွားပြီဆိုတော့ဗျာနော်ကျွန်တော်တို့တောက်ကြနေတနေ့ကုန်မှာထိမိမိလေးကစားခြင်းတဲ့ကိုမိုင်တွေပတိတစ်လုံးနဲ့ main ကွက်ကလေးတွေကိုကျွန်တော်လက်ဆောင်ထည့်ပြီးတော့ပေးပါမယ်နော်ဖွဲ့ဝင်ကိုမိုင်တွေလည်းပတ်ဝန်းကျင်နဲ့အကိုရီမားတွေလဲနော်665 953 139ခွန်အရိုက်ကလေးခေါ်ဆိုပေးပါနော်ကိုမိုင်အားလုံးပဲနော်ကိုမိုင်အားလုံးပဲအဖွဲ့ဝင်ရတော့နော်1000ပါနော်ဒါကျွန်တော်နောက်ဒါမဲ့ပတ်ကြလို့ရှင်တော့အဖွဲ့ဝင်လေးကိုကျွန်တော်ပြောင်းပါမယ်နော်ဒီလိုရောက်ကတော့အဖွဲ့ဝင်တွေကတော့1000ပါပဲဗျာနော်ကိုမိုင်အားလုံးပဲကဲကြုံကြည်မှုရှိမှလည်းလက်တွဲအဆင်ပြေမှလည်းဝင်ပါနော်ဘလူးမှာကျွန်တော်အတင်းဝင်ပါလို့တော့မခေါ်ပါဘူးနော်ကျွန်တော်ရှိမှအများတဲ့အဖွဲ့ဝင်တွေကြကိုဒီမာတွေကတော့ထူထူပြောစရာမလိုပါဘူးဗျာနော်ကျွန်တော်ဘက်ကအမြဲတမ်းအကောင်းဆုံးတော့စူးစမ်းပေးနေတာပါပဲနော်ကဲကိုမိုင်အားလုံးပဲနော်ကျွန်တော်တို့အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးကတောက်ကြနေနော်မနက်ညတနေ့ကုန်သားအတွက်ဖြစ်ပါတယ်နော်မနက်ညတနေ့ကုန်သားအတွက်ဖြစ်ပါတယ်ကျွန်တော်အခုပေးတဲ့ကဏ္ဍလေးတွေကမနက်မှာလည်းကြာသွားခဲ့ပြီးဆင်းသွားခဲ့ပြီးဆိုရင်တော့ကျွန်တော်ညနေအတွက်ကိုတော့အားရောက်ပြီးတော့တည်တံထပ်ပြီးတော့မျှဝေပေးမယ်နော်ကြာသွားဘူးဆိုလို့ရှိရင်ညနေမှာပို့ပြီးတော့ကစားရပါမယ်ဗျာနော်ကိုမိုင်အားလုံးပဲကဲဖွဲ့ဝင်နေတဲ့ကိုရီမားတွေလည်းနော်ဒါ665 953 139ခွန်တိုက်ရိုက်ကလေးခေါ်ဆိုပေးပါနော်ကိုမိုင်အားလုံးပဲကဲကိုရီမားတွေအားလုံးပဲနေ့တိုက်ကြီးပဲတည်တံ့ကစားတဲ့ကိုရီမားတွေတော့ကတော့ကျွန်တော်တို့အခုနော်တောက်ကြနေမှာကျွန်တော်တို့2-4 1ချိန်2-4ပတ်တီပါနော်2ပိုင်း2ပတ်တီ4ပိုင်း4ပတ်တီပါနော်နှစ်ကိုကြိုက်နှစ်တက်တဲ့ကိုရီမားရလည်းနှစ်ကိုကစားနိုင်ပါတယ်4ကိုကြိုက်နှစ်တက်တဲ့ကိုရီမိုင်ရလဲ4ကိုကစားနိုင်ပါတယ်ဗျာနော်ကိုမိုင်အားလုံးပဲ2ပိုင်း2ပတ်တီ4ပိုင်း4ပတ်တီကိုတနေ့ကုန်းစား share key ဖြစ်တဲ့ကျွန်တော်တို့305ခွန် key နဲ့လဲကြိုင်ရင်တွဲပြီးတော့ကစားလို့ရပါတယ်နော်ကိုမိုင်အားလုံးပဲနော်ဒါကဏ္ဍတွေရလဲ
ပြောမယ်ဆိုလို့ရှိရင်တော့ဗျာเนาะကျွန်တော်တို့စုံနေကြတာနေပြီးစုံကြတာနေပြီးတော့မာရီပဲကြတာများနေတယ်เนาะအဲ့အတွက်ကျွန်တော်တို့ဝန်ချင်းကိုကျွန်တော်ကတော့ဒီနေ့အတွက်ကိုကျွန်တော်ဖြတ်ပြီးတော့ဂိုင်းလိုက်တာပါเนาะအားကြောင့်လဲဆိုတော့နှစ်ခွန်ဝန်ချင်းတစ်ချိန်၄ကိုဝန်ချင်းတစ်ချိန်ကိုကျွန်တော်ကတော့ဒါစုံကနန်းတွေကိုအားတာမယ်လို့ထင်လို့စုံကနန်းတွေပဲကြာလာမယ်ပဲလေစိတ်ထဲမှာလုံးဝထင်နေတဲ့အတွက်နှစ်ပိုင်း၄ပိုင်းကိုကျွန်တော်ရွေးပြီးဂိုင်းလိုက်ခြင်းပါเนาะကဲကိုဒီမကြီးအားလုံးပဲเนาะအခုမှမြင်အခုမှတွေ့အခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့ကိုဒီမတွေရောကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ကိုဒီမတွေရောဗီဒီယိုဖိုင်လေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါเนาะကိုဒီမကြီးအားလုံးပဲကဲကိုဒီမကြီးအားလုံးပဲနှစ်နဲ့ပတ်သက်ပြီးတော့အဓိကမိန်းထားပြီးတော့ကစားမယ်ကဏ္ဍလေးတွေရဲ့လေးနဲ့ပတ်သက်ပြီးတော့အဓိကမိန်းထားပြီးတော့ကစားတင်တဲ့ကဏ္ဍလေးတွေကိုကျွန်တော်ထပ်မံပြီးတော့မျှဝေသွားပါမယ်เนาะမျှဝေမပေးသွားခင်เนาะအခုကျွန်တော်တို့ဒီတစ်ပတ်မှာကဏ္ဍ6တလုံးနဲ့ကျန်နေပါတယ်เนาะလောလောဆယ်ဒီတစ်ပတ်မှာဆင်းမလာသေးတော့6ပေါ့ဗျာเนาะ6ကိုကစားနေတဲ့အကိုဒီမတွေရှိရင်6ကိုလိုက်နေတဲ့အကိုဒီမတွေရှိရင်เนาะ6ကိုတီမီလေးအကွက်ကလေးနဲ့ရွေးပြီးထိုးကျင်တယ်ဆိုရင်တော့ခွန်2 3ညာ4ဆိုတဲ့เนาะတိမ်အတွဲလေးနဲ့တွဲပြီးတော့ပဲကစားပါเนาะဒါ6လိုက်နေတဲ့အကိုဒီမတွေအတွက်ကိုပြောတာပါเนาะခွန်2 3ညာ4ဒီကိန်းအတွဲလေးနဲ့ကစားပါเนาะကိုမိုင်အားလုံးပဲဒီခွန်2 3ညာ4ဆိုတဲ့ကိန်းအတွဲရလဲတောက်ကြံနေတနေ့ကုန်ပါเนาะမနက်လက်ထိရင်ထိမယ်ညနေလက်ထိရင်လက်ထိမယ်မနက်ကောညနေရောထိရင်လက်ထိမယ်လုံးဝထိနေရပါမယ်เนาะကဲကိုဒီမကြီးအားလုံးပဲเนาะဟောဝင်နေတဲ့ကိုဒီမတွေလည်းเนาะဒါဝင်လို့ရပြီเนาะ6 5 9 5 3เนาะ1 3ညာခွန်ဒါလေးကိုတိုက်ရိုက်ကလေးခေါ်ဆိုပေးပါကိုဒီမကြီးအားလုံးပဲเนาะကဲကိုဒီမကြီးအားလုံးပဲနေတက်ကြီးပဲတည်တံ့ဆော်တဲ့ကိုဒီမတွေအတွက်เนาะကျွန်တော်တို့နှစ်နဲ့ပတ်သက်လာပြီအထီးကမိန်းထားပြီးတော့ကစားမယ်ကဏ္ဍလေးတွေဒီကျွန်တော်တို့2 3 2 8เนาะ2 9 2 1အဓိကမိန်းထားပြီးကစားပါ2 3 2 8 2 9 2 1เนาะအဓိကမိန်းထားပြီးကစားပါ၄ပိုင်း၄ပတ်တီးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့4 3 4 8 4ခွန်4 1အဓိကမိန်းထားပြီးတော့ကစားပါကဏ္ဍလေးတွေကစားတဲ့အခါမှာအာပြီးတော့ကစားပါဗျာเนาะကိုမိုင်အားလုံးပဲเนาะ၄နဲ့ပတ်သက်လာပြီဆိုရင်4 3 4 8 4ခွန်4 1เนาะ2နဲ့ပတ်သက်လာပြီဆိုရင်2 3 2 8 2 9 2 1အဓိကမိန်းထားပြီးတော့ကစားเนาะကဏ္ဍလေးတွေကိုအာပြီးတော့ကစားပါเนาะအပူကြိုက်လို့ပူလိုက်နေတဲ့ကိုဒီမတွေရှိရင်လေเนาะတစ်ဆိုတော့ကဏ္ဍအပူကြိုက်ပါတယ်เนาะဒါလေးတတိထားပါကဲကိုဒီမတွေအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုဒီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထောင်ရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာ